ကကောင်းအောင်နေရမယ်နော်အကျင့်မှုကြိုးစားမှုပြေဝရှိရမယ်နော်ဘယ်သူမပြုမိမိမှုကောင်းမကောင်းကိုကောင်းမှုလိုတယ်ဘောလုံးကစားတာတယောက်ချင်းကစားတာမဟုတ်ဘူးနော်အသင်းလိုက်ကစားနော်ဆောင်းမှနေတယ်ကျောင်းမှနေတယ်ကွင်းထဲမှနေတယ်မိသားစုစိတ်ရှိရနော်တယောက်နဲ့တယောက်ဖေးမရမယ်နော်တယောက်နေမကောင်းရင်ဝိုင်းလုပ်ရမယ်ပစ္စည်းတွေလိုရင်ဝိုင်းသိမ်းရမယ်နော်ဆင်းရဲနော်ဒီမရှိရှိတဲ့ကြားတဲ့သားတို့သားသမီးတို့မွေးထားနော်ဟုတ်လားနော်ဘယ်ပတ်စံနေထဲမှာလောက်တော့မဟုတ်ဘူးနော်သားတို့ချစ်လို့စေတနာနဲ့ဒီရရှိတဲ့ပတ်စံနဲ့ဆက်ပြီးလုပ်ပေးတယ်နော်ဟုတ်လားစားလက်တော်စေခြင်းနဲ့ဘောလုံးနဲ့ထူးချွန်စေခြင်းနဲ့စိတ်ထက်လည်းမြင့်စေခြင်းနော်အဖြစ်စေခြင်းနဲ့ပြောစားတော်စေခြင်းနဲ့ဘောလုံးနဲ့စိတ်ထက်လည်းမြင့်စေခြင်းနော်အဲ့တော့အလိုလိုရမလားကြိုးစားမရဘူးကြိုးစားရပါနော်တရက်အချိန်မှဖြုံးတယ်အကျိုးရှိအောင်လုပ်နော်မတော်တဆအသင်းမှာလူလျှော့လို့ပြန်သွားလဲစိတ်တက်မကြနဲ့ပြန်ကြိုးစားနော်တဏှာမှာ20ပဲလက်ခံရင်50ထားလို့မရဘူး20ပဲကြံနော်အဲ့လို20ပဲကြံတော့မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ဆိုတာဘောလုံးပွဲချုပ်ကအကယ်ဒမီကလူတွေတာဝန်ရွေးချယ်တဲ့လူတွေတာဝန်သူတို့ရိုးသားဖို့လို့နော်သားတို့ကလည်းကြိုးစားဖို့လို့အဲ့တော့ပြုံးမဲ့လူနဲ့ကိုယ်နဲ့သိပ်မကွာရင်တော့မသေးကြဘူးလေနော်ကိုကတင်းနေ3 4 5ဖြစ်တော့ပြုတ်เสียအောင်မရှိဘူးဟုတ်တယ်မအဲ့တော့အမြဲတမ်းအကောင်းဆုံးဖြစ်နေအောင်ကြိုးစားနော်ဟုတ်လားသားနေရပဲအဲ့ဒါလေးကပြောတော့သားပဲနေကျင်းလားဘာလို့မနေရစီတောင်းရောက်ဒီဘာလို့မနေရစီနေရစားရဆရာမနေရစီစားတော်လာမယ်ခါညဘောလုံးငယ်စားလို့ကြမလို့ဆိုတဲ့အတွေးခေါ်မလုံးနဲ့နော်နော်24နာရီအချိန်တူပဲနော်သူများရဲ့ဆာမွေးအောင်ပြီးကိုကြရင်အသုံးမကျတော့ဘူးသူများတော့အကြောင်းမပြနဲ့ဘောလုံးကန်နေလို့စာမလုံးနိုင်လို့ဆောက်မလုံးနိုင်နော်ဟုတ်လားအခုအစင်မပြေကြရပြအောင်လုပ်ပေးမယ်စားတောက်တွေနေထိုင်နေနော်ဒါတဲ့ပုံကောင်းအောင်ကြည့်ပေးမယ်နော်ဟုတ်လားသမင်းနေမစားနဲ့နော်နော်အသားတို့သီးတို့ရွက်တို့ပုံစားနော်သမင်းကြိုက်တယ်သမင်းနေလှိမ့်မအောင်လားနော်ဟုတ်လားသားတို့အခုတည်းကအစားတော့ကခန္ဓာကိုယ်ကြီးထွားတဲ့ဟာကိုစားနိုင်အောင်နော်ဟုတ်လားသားအမှန်လေးမမလို့မနေနေရဟုတ်လားနေရပါဖြစ်စဟုတ်ဥပ္ပေနေရကဟမ်နေဖီတောင်းနောက်ဆုံးစကားရတောင်းဟာခင်းရလို့တက်ဟာခင်းရဘောလုံးမကောင်းနေတယ်နော်ရှမ်းရောလည်းမျိုးထောင်မရဘူးခင်းရောလာခင်းမနေရချင်းရောချင်းရောဟမ်နေရချင်းရဆောင်းဝဲကြရလူလည်းညှို့တောင်းလိုက်တော့ဆောင်းဝဲကြရလူလည်းညှို့တောင်းလိုက်တော့ဆောင်းဝဲကြရဲတင်းထောင်လေးယောက်ျားတွေတော့ရိုးတန်းတန်းဆောင်းမိုးဝဲတော့ကြာရင်မင်းတို့ဘယ်လိုလုပ်ဆယ်တော့ဟမ်နောက်တစ်ခါလာရင်အောင်မလားကြောက်အောင်ပါမောင်းရင်ဘာလို့ပြောလေသူ့ဘေးတံမေးလေမောင်းရင်ဘာလို့တံပေးရပါတံပေးလို့မရဘူးပြန်ရမှာအောင်လုံးပါဟမ်လုံးပါနော်ဒီပေးရတဲ့ယောက်ျားဆိုဟုတ်တယ်အောင်လုံးမယ်ဆိုဖြစ်အောင်လုပ်ရတယ်ပြောပြီးဖြစ်အောင်လုပ်တယ်ဟုတ်တယ်ဒါမှတတိရှိဟုတ်တယ်နော်သားတို့နော်အားလုံးမနေအောင်အားလုံး31ရက်ဟမ်31နော်အားယူမှာဘူးဘိုးတရား9000ပေးမယ်နော်ယူမလားမယူလားတကယ်ပြောပြီးတော့မလို့ရလာတော့နောက်တစ်ခါလာကြည့်မယ်ဒါနဲ့ပို့ပြီးလိမ်ပါမယ်ဒါနဲ့ပို့ပြီးတော့စားတော်ရမယ်ဒါနဲ့ပို့ပြီးဘောလုံးကန်တန်တော်ရမယ်နော်အစားတောက်ပါတွေစားတယ်ပြောပြရမယ်နော်စိတ်သက်ဒါနဲ့ပို့ကောင်းမယ်ကြားလားနော်မိဘတွေစိတ်ချမ်းသာအောင်ဒီမှာစူးစမ်းရင်မိဘတွေစိတ်ချမ်းသာအောင်နားလည်လားနော်အားလုံးစူးစမ်းနော်မင်းတို့ကဒီမှာနေပြီးတော့မင်းတို့ရဲ့တော်တဲ့လူတွေကဒီမှာလာကျင့်ဝင်မရှိရင်အများကြီးနစ်နာတာပေါ့သူများတွေမင်းတို့ကဒီမှာနေသူများတဲ့ပို့တော်မှာမဟုတ်ဘူးလားဟုတ်ပါဘူးမင်းတို့လိုရွယ်ကလေးတွေအများကြီးမကစားချင်ဘူးလားမှန်ပါဘူးအဲ့ဒါအဲ့ခွင့်ရထားလို့ဒီမှာမင်းတို့ကမကြိုးစားဘူးဆိုရင်သူများတွေနစ်နာတာပေါ့တိုင်းပြည်လည်းနစ်နာတာပေါ့ဖွဲ့ချုပ်လည်းနစ်နာတာဟုတ်လားနော်ဟိုဆရာတွေကတက်အောင်သင်မပေးနိုင်ရင်ငါတို့ကုန်တဲ့ပတ်စံတွေလကားဖြစ်မှာပေါ့နော်အချိန်ကို24နာရီနော်အကျိုးရှိအောင်လို့ကြားလား